မဲမင်္ဂလာပါခင်ဗျဒီသင်ခန်းစာမှာတော့ array တွက်ချက်မှုအကြောင်းကိုလေ့လာသွားကြမှာပဲဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့ array နဲ့ပတ်သက်ပြီးတော့သုံးဖို့အတွက် unit frequency transpose ဆိုတဲ့ function သုံးခုအကြောင်းကိုရှင်းပြသွားမှာပဲဖြစ်ပါတယ်အဲ့တော့ unit ဆိုတာကကြတော့ကျွန်တော်တို့ရဲ့ဒီပေးထားတဲ့တန်ဖိုးတွေကပေါ့နော် unit ဖြစ်တဲ့တန်ဖိုးတွေကိုဆွဲထုတ်တဲ့အခါမှာသုံးပါတယ်ဥပမာဆိုကြပါစို့ကျွန်တော်တို့ရဲ့ဒီသင်ခန်းစာမှာဆိုလို့ရှိရင်ဒီမှာဝန်ထမ်းတွေရဲ့ department တွေရှိတယ်ပေါ့နော်။ department တွေကကျွန်တော်တို့ဒီ company မှာ department ဘယ်နှခုရှိသလဲနောက်ပြီးတော့ department အမျိုးအစားတွေကဘာတွေလဲဆိုတော့ကျွန်တော်ကြည့်ချင်လို့ရှိရင်ဒါ unit ကိုသုံးပြီးတော့ကြည့်လို့ရပါတယ်ဒီ unit ဆိုတဲ့ function ကတော့ Microsoft 2019-21 မှာအထိကျွန်တော်တို့မပါသေးဘူးပေါ့နော်ဒါ365မှာတော့သုံးလို့ရပါတယ်ဆိုတော့ဒီ unit ဆိုတဲ့ function ကဒီကျွန်တော်တို့သတ်မှတ်ထားတဲ့ range ထဲကပေါ့နော်သူက unit ဖြစ်တဲ့ value တွေကိုပဲဆွဲထုတ်ပေးတာမျိုးဖြစ်ပါတယ်အဲ့တော့ဒီမှာ array ဆိုတဲ့သဘောတရားကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကတွက်ချက်မှုတစ်ခုလုပ်တဲ့အခါမှာဆိုလို့ရှိရင်သူကထွက်လာတဲ့ value ဒီကျွန်တော်တို့က array လို့ထွက်လာတယ်ဒါပေမဲ့ကျွန်တော်တို့ကပထမဒီ formula ရေးထားတဲ့ဒီ function ထည့်ထားတဲ့ cell ကိုမူတည်ပြီးတော့ထွက်လာတာဖြစ်တဲ့အတွက်ကျွန်တော်ကြံတဲ့ cell တွေကိုကျွန်တော်ဝင်ပြင်လို့မရပါဘူးဒါလေးကိုကျွန်တော်တို့ဒါသင်ခန်းစာလုပ်ပြီးတော့လေ့လာကြည့်ပါမယ်ဆိုတော့ဒီမှာကျွန်တော်တို့ဒီ department တွေရှိတယ်ပေါ့နော်ဒီ department တွေကမှ unit ဖြစ်တဲ့ department တွေကိုဆွဲထုတ်မယ်ဆိုကြပါစို့အဲ့တော့ကျွန်တော်တို့ unit ဆိုတဲ့ function ကိုသုံးပါမယ်သူ့မှာတော့ argument 3ခုရှိတယ်ဒီမှာကျွန်တော်2ခုကိုသုံးမယ်ပေါ့နော်ပထမတစ်ခုကကျွန်တော်တို့ဒီကိုဆွဲထုတ်ခြင်းတဲ့ array ကိုအရင်ဆုံး select ပေးရပါမယ်အဲ့တော့ကိုသတ်မှတ်ထားတဲ့ဟာတစ်ခုကို select ပေးခြင်းနဲ့ဆိုရင် control ရယ် shift ရယ် down arrow ရယ်တွဲပြီးတော့သုံးလို့ရပါတယ်အကယ်၍ကိုယ့်ရဲ့ကွန်ပျူတာကဒီ key magic တို့เนาะဒါကျွန်တော်တို့ key man ကိုသုံးထားတယ်ဆိုလို့ရှိရင်เนาะဒါကိုကျွန်တော်တို့ဒီ control shift key လေးကိုတော့ shortcut ကိုရွှေ့ထားဖို့လိုပါတယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ဒါ language change တာနဲ့ရောနေမှာမလို့ပါ okay ကျွန်တော်တို့ array ကိုရွေးပြီးသွားပြီဆိုလို့ရှိရင် bind column ဆိုတဲ့ဟာမှာရှိပါတယ်အဓိကကျွန်တော်တို့ရွေးထားတဲ့ဒီ select ပေးထားတဲ့ array ဒီကျွန်တော်တို့က column ကို select ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီထဲမှာရှိတဲ့ကျွန်တော်တို့ကunit row တွေကိုပဲလိုချင်တာဖြစ်တယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ false ကိုရွေးပြရပါမယ်ပြီးရင်ကျွန်တော်တို့ဒါလေးကိုပြန်ပြီးဒီ function လေးကိုဒီခွင့်ပြန်ပိတ်ပြီး enter ခေါက်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ဒီ column B ထဲမှာရှိတဲ့ department တွေကနေပြီးတော့ကျွန်တော်တို့ဒါ unit ဖြစ်တဲ့ department တွေကိုပဲသူဆွဲထုတ်ပေးသွားတာလေးတွေ့ရပါလိမ့်မယ်ဒီမှာတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမှာပေါ့နော်ကျွန်တော် highlight ပုံစံမျိုးလေးဖြစ်နေတယ်ဒါက array ရဲ့သဘောတရားဖြစ်ပါတယ်ကျွန်တော်တို့ဒီfunction ဒီထဲကိုကျွန်တော်တို့ဝင်ပြီးတော့နှိပ်လိုက်လို့ရှိရင်ဘာ formula မှရေးထားတာတွေ့ရမှာမဟုတ်ပါဘူးသူကဒီအပေါ်တစ်ခုမှာပဲရေးထားတာပါသူ့ရဲ့တန်ဖိုးတွေအားလုံးက array like ဝင်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်သူကဖြတ်ချင်တယ်ဆိုလို့ရှိရင်ဒီအပေါ်ဆုံးကပေါ့နော်ကျွန်တော်ပေးထားတဲ့ function ရေးထားတဲ့တန်ဖိုးဖြတ်လိုက်လို့ရှိရင်ကျန်တဲ့ဟာတွေပါအလိုလိုကျွန်တော်တို့ပျောက်သွားမှာပဲဖြစ်ပါတယ်ကျန်တဲ့ထဲကိုကျွန်တော်ဝင်ကြည့်လို့ရှိရင်တော့ဘာတန်ဖိုးတွေမှရေးထားတာမျိုးတွေ့ရမှာမဟုတ်ပါဘူး okay အဲ့တော့ကျွန်တော်တို့ဒီမှာဒါကိုကျွန်တော်တစ်ချက် count လုပ်ကြည့်မယ်ပေါ့နော်ဒီရှိနေတဲ့ဒီ department မှာဝန်ထမ်းဘယ်နှယောက်စီရှိလဲသိချင်လို့ရှိရင်တော့ကျွန်တော်ဒီ count ကိုသုံးလို့ရပါတယ်ဒါကိုတော့ကျွန်တော်တို့က count if function ကိုတွဲပြီးတော့ကျွန်တော်သုံးလို့ရပါတယ်အော် range ကဘာလဲဆိုတော့ကျွန်တော်တို့ဒီဒီ department ရဲ့ range ပဲပေါ့နော်အဲ့တော့ကျွန်တော် criteria နေရာကိုသတ်မှတ်တဲ့အခါမှာအရင်တုန်းကတော့ကျွန်တော်တို့က criteria ကိုsingle criteria ဖြစ်ကျွန်တော်သတ်မှတ်တယ်ပေါ့နော်အခုဒီမှာကကြတော့ကျွန်တော်တို့ department တစ်ခုချင်းစီတော့ကိုကျွန်တော်တို့လိုက်ပြီးတော့ကြည့်ကျင်တယ်ဆိုလို့ရှိရင် unit ကိုပဲကျွန်တော်တို့သုံးလို့ရပါတယ်ပုံမှန်တိုင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီရာကိုကျွန်တော်ဒီ ADC ဆို select ပေးပြီးအောက်ဆွဲချရမှာပေါ့နော်အဲ့လိုလုပ်စရာမလိုဘဲနဲ့တန်းပြီးတော့ပဲကျွန်တော် unit function ကိုသုံးလို့ရပါတယ် array နေရာမှာတော့ကျွန်တော်ခုနကအတိုင်းပဲဒီ array လေးကိုကျွန်တော်ပေးပြီးမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့က unit row ကိုပဲလိုချင်တာဖြစ်တဲ့အတွက် false ကိုရွေးပြီးကျွန်တော်တို့ခွင့်ပြန်ပိတ်ပြရပါမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ department တစ်ခုချင်းစီအလိုက်မှာရှိတဲ့ဝန်ထမ်းအရေအတွက်ကိုကျွန်တော်တို့တွေ့ရမှာပဲဖြစ်ပါတယ်ဒါလည်း array နဲ့တွက်ထားတာဖြစ်ပါတယ် unit ဒီ array function အမျိုးအစားထဲမှာပါတာဖြစ်တဲ့အတွက်ကြောင့်သူဒီတွက်တဲ့အခါမှာ array like value တွေထွက်လာတာပဲဖြစ်ပါတယ်အဲ့တော့ဒီထဲမှာကျွန်တော်တို့ကdepartment စုစုပေါင်းဘယ်နှခုရှိလဲလို့ကျွန်တော်တို့သိချင်တဲ့အခါမှာတန်းပြီးတော့လည်းတွက်လို့ရပါတယ်ပုံမှန်တိုင်းဆိုရင်တော့ဒီဟာကိုကျွန်တော်တို့ count နေနဲ့ unit နဲ့တွဲပြီးတော့သုံးတာပေါ့နော်အဲ့တော့ဒါကိုတစ်ခုချင်းစီခွဲပြီးတော့သုံးပြပါမယ်ဒီမှာ unit ကိုသုံးထားပြီးဖြစ်တဲ့အတွက် count အနေနဲ့သုံးပြီးတော့လည်းရှာလို့ရတယ်ဒီမှာတော့ကျွန်တော်တို့ကဒါကိုပေါင်းပြီးတော့ရေးလိုက်ပါမယ် count a ဒီကျွန်တော်တို့ဖြည့်သွင်းမှုဘယ်လောက်ရှိလဲဆိုတာကိုကြည့်တဲ့ဟာမျိုးဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့က unit ဆိုတဲ့ function ကိုထည့်သုံးလိုက်ပါမယ်အဲ့တော့ connect က unit ကိုကျွန်တော်တို့သုံးထားတဲ့အတိုင်းပဲဒီ department
range ကို select ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က unit row ကိုလိုချင်တာဖြစ်တဲ့အတွက်ဒီ unit row ကိုယူပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ခွင့်ပြန်ပိတ်ပြီးတော့ enter ခေါက်လိုက်မယ်ဆိုရင်စုစုပေါင်း department ဘယ်နှခုရှိလဲတွေ့ရပါလိမ့်မယ်ဒီနည်းအားဖြင့်ကျွန်တော်တို့ဒီတွက်လို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် department စုစုပေါင်း23ခုရှိတယ်ဆိုတော့တွေ့ရပါလိမ့်မယ်ဒါလေးကိုတစ်ချက်ကျွန်တော်တို့စစ်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီမှာ count 23ဆိုတော့ဒါစုစုပေါင်း23ခုရှိတယ်ဒီဘက်မှာဒီဌာနတစ်ခုချင်းစီလိုက်ဝန်ထမ်းဘယ်နှဦးရှိရဲဆိုတာကိုပါကျွန်တော်တန်းပြီးတော့တွက်ချက်လို့ရပါတယ်ဒါကတော့ unit function ဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် frequency ပေါ့နော်frequency ဆိုတာကကျတော့ကျွန်တော်တို့ဒါအနည်းဆက်ဆုံးပြောရမယ်ဆိုရင်တာလီချိုးတဲ့သဘောမျိုးဖြစ်တယ်ပေါ့နော်ဒီကျွန်တော်တို့ range တစ်ခုသတ်မှတ်လိုက်ပြီးတော့အဲ့ range ထဲမှာလူဦးရေဘယ်လောက်ရှိသလဲအချိန်ကြီးဘယ်လောက်ပါသလဲပေါ့ဒါကိုကျွန်တော်တို့ count လုပ်တဲ့အခါမှာသုံးပါတယ်ဒါကိုကျွန်တော်တို့က frequency လို့ကျွန်တော်သုံးပါတယ်ဥပမာကျွန်တော်စာပေးကောက်တဲ့အခါမှာ age group တွေနဲ့ပတ်သက်ပြီးတော့သတ်မှတ်တာမျိုးပေါ့နော်ဒီလိုမျိုးသတ်မှတ်လို့ရပါတယ်ဒီမှာတော့ကျွန်တော်တို့အစအဆုံးကိုယ်တိုင် bin တွေတည်ဆောက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ bin တစ်ခုချင်းစီလိုက်ဒီဘယ်နှဦးရှိသလဲဆိုတာကိုပါကျွန်တော်တစ်ခါတည်းကောက်ပါမယ်ဒါကို frequency function သုံးပြီးတော့ကောက်ပါပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီမှာလစာတွေရှိအဲ့တော့လစာ range တွေအလိုက်ပေါ့နော်ဘယ် range နဲ့ဘယ် range ကြားမှာဘယ်နှဦးရှိရဲဆိုတာမျိုးကျွန်တော်တို့ frequency table လေးတစ်ခုကျွန်တော်တို့တည်ဆောက်ကြည့်မယ်ပေါ့အဲ့တော့အရင်ဆုံးကျွန်တော်တို့ကဘာသိဖို့လိုလဲဆိုတော့ဟောဒီလစာထဲမှာအနိုင်ဆုံးဘယ်လောက်လဲအမြင့်ဆုံးဘယ်လောက်လဲဆိုတာလေးတော့ကျွန်တော်တို့သိဖို့လိုတယ်အဲ့ဒါမှကျွန်တော်တို့တည်ဆောက်လို့ရမှာပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်တို့က minimum တန်ဖိုးကိုကျွန်တော်ရှာကြည့်ပေါ့နော် salary တွေက minimum တန်ဖိုးကိုရှာကြည့်မယ်နောက်ပြီးလို့ရှိရင်ကျွန်တော် maximum တန်ဖိုးကိုရှာကြည့်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော် minimum maximum တန်ဖိုးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီအောင်ပို့ပြီးတော့အထောက်အကူပြုဖို့အတွက်ဒုတိယအကြီးဆုံးတစ်ခုကိုလည်းကျွန်တော်တစ်ချက်ရှာကြည့်မယ်ပေါ့နော်lag ဆိုတဲ့ function ကိုသုံးပြီးတော့ကျွန်တော်ရှာကြည့်ပါမယ်ဒီမှာဆိုလို့ရှိရင်89,940ပေါ့နော်ဒါရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒုတိယအငယ်ဆုံးလေးကိုတစ်ချက်ကျွန်တော်တို့ရှာကြည့်လိုက်မယ် small ဆိုတဲ့ function ကိုသုံးပြီးတော့ရှာကြည့်လိုက်ပါမယ်ဒါဆိုလို့ရှိရင်8904ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့တော့ okay ကျွန်တော်တို့ရဲ့ဒီအားလေးကိုကျွန်တော်တစ်ချက်ပြန်ပြီးတော့တိဆောက်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ frequency အတွက်ကျွန်တော်တို့ bin array လေးတစ်ခုတိဆောက်ဖို့လိုပါတယ် bin array ဆိုတာကကျွန်တော်တို့ကဒီ bay range နဲ့ bay range ကြားမှာရှိရဲဆိုတဲ့ဟာကိုတွက်ဖို့အတွက်ဖြစ်တယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီ bin array တိဆောက်တဲ့ဟာကကျွန်တော်တို့vlookup table နဲ့နည်းနည်းလေး vlookup table ရဲ့ပေါ့နော်ကျွန်တော် reference table နဲ့တွဲမှားမှုလေးဖြစ်နိုင်ပါတယ် vlookup table ရဲ့တိဆောက်မှုဒီဆိုကြပါစို့0နဲ့9000ဆိုလို့900ဆိုလို့ရှိရင်900ပြီးတော့ဒီမှာ1000ဆိုရင်ဟောဒီ0ဒီဘာကိုဆိုလိုတာလဲဆိုလို့ရှိရင်0ကနေပြီးတော့499ဒီဆိုလိုတာဖြစ်ပါတယ်ဒီကောင်ဒီ900ကနေပြီးတော့ကျွန်တော်တို့999ထိဆိုလိုတာဖြစ်ပါတယ်ဒါဒီလိုပုံစံနဲ့ဒါက vlookup ကိုတိဆောက်ပါတယ်ဒီကျွန်တော်တို့ frequency table ကိုတိဆောက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့က900ဆိုတာဒီသူက0ကနေပြီးတော့900ကိုဆိုလိုတာဖြစ်ပါတယ်1000ဆိုတာဒီ901ကနေပြီးတော့1000ကိုဆိုလိုတာဖြစ်ပါတယ်အဲ့ဒီသဘောတရားလေးကိုတော့ကျွန်တော်တို့သိနေဖို့လိုပါတယ်โอเคအဲ့တော့ကျွန်တော်တို့ကပထမဆုံးဘာကိုတိဆောက်မလဲဆိုတော့ဒီမှာကျွန်တော်တို့ဒီကောင်က8892နဲ့8904ဆိုတော့ကျွန်တော်တို့ပထမဆုံးတစ်ခုကိုကျွန်တော်တို့1000လို့ထားလိုက်ပါမယ်1000 1000လို့ထားလိုက်မယ်ပေါ့အဲ့တော့ကျွန်တော်ကဒါလေးတွေကို1000စီကျွန်တော်တို့ထားလိုက်မယ်ပေါ့နော်1000စီကျွန်တော်တို့ဘင်လေးတွေတိဆောက်လိုက်မယ်ပေါ့နော်1000ကနေပြီးတော့ကျွန်တော်9000အထိကျွန်တော်တို့sorry 1000ကနေပြီးတော့ကျွန်တော်တို့9000အထိထားလိုက်မယ် face series နဲ့မရအောင်เนาะ1000 1000 2000 1000 1000 1000 သိန်းဖြစ်နေပါဘောเนาะခု1000 1000 2000အဲ့တော့ဒါလေးကိုကျွန်တော်တစ်ချက်ဆွဲလိုက်ပါရှစ်9ထိကျွန်တော်ထားလိုက်9000ထိကျွန်တော်ထားလိုက်မယ်ပေါ့နော် okay အဲ့ဒါလေးကိုကျွန်တော်တို့က frequency table လေးတစ်ခုတိဆောက်ကြည့်ပါမယ်အဲ့တော့ကျွန်တော်မှာ bin ရပြီပေါ့အဲ့တော့ကျွန်တော်တို့က frequency table တိဆောက်ဖို့အတွက်ဆိုရင်ကိုပေးခြင်းတဲ့ range ကိုအရင်ဆုံး select အရင်ဆုံးပေးထားပါမယ်ပြီးလို့ရှိရင် frequency ဆိုပြီးတော့ကျွန်တော်တို့သုံးရပါမယ်ပြီးတော့အဲ့မှာ data array နဲ့ bin array ရှိပါတယ် data array ဒီအခုကျွန်တော်တို့ salary လို့ပေးထားတဲ့ဟာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ bin array ပေါ့နော် bin array ကဘာလဲဆိုတော့အခုကျွန်တော်တို့တိဆောက်ထားတဲ့ဟာဒီ bin array ဖြစ်ပါတယ်ပြီးရင်ဒါလေးကို control ရဲ့ shift ရဲ့ enter ရဲ့တွဲနှိပ်လိုက်လို့ရှိရင်ဒီတန်ဖိုးလေးကျွန်တော်ရပါမယ်ဒါဒီဆိုလိုတာက1000ဆိုရင်0နဲ့1000ကြားမှာဆိုရင်ဒါအဲ့ base key နဲ့ဆိုရင်4ယောက်ရှိတယ်
1000နဲ့2000ကြားမှာ32ယောက်2000နဲ့3000ကြားမှာ82ယောက်29ယောက်အစရှိသဖြင့်ဒီလိုမျိုးတန်ဖိုးတွေရမယ်ဒါလေးကိုကျွန်တော်တစ်ချက်ပြန်ပြီးတော့စစ်ကြည့်ပေါ့နော် auto sampling နဲ့ကျွန်တော်ပေါင်းကြည့်မယ်ကျွန်တော်တို့တွက်ထားတဲ့ဟာကိုက်ရလားလို့ကြည့်ကြည့်မယ်ပေါ့နော်အစုစုပေါင်း620ရှိတယ်ဒီ column B ကိုကျွန်တော်တို့ထောက်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီမှာ numerical count ဒီ620ရှိရဲဆိုတာကျွန်တော်ကိုက်တယ်ပေါ့နော်ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ဒါ frequency table တစ်ခုကိုတိဆောက်လို့ရပါတယ်အဲ့တော့ array မှာနောက်တစ်ခုမှတ်ရမှာဒီပါလဲဆိုတော့ကျွန်တော်တို့ control ရဲ့ shift ရဲ့ enter ရဲ့တွဲပြီးတော့လည်းနှိပ်ရပါတယ်အဲ့ဒါမှကျွန်တော်တို့က array တွေဝင်တာဖြစ်တယ်ပေါ့အဲ့တော့ array ဝင်သွားဘယ်လိုသိနိုင်လဲဆိုရင်အခုကျွန်တော်ဒီမှာဒါလေးကို double click နှိပ်လိုက်လို့ရှိရင်တော့သူကဒီတိုင်း function နေနဲ့ပဲပေါ်တယ်ဒါပေမဲ့ကျွန်တော်သူ့ကိုတန်းပြီးတော့ enter ခေါက်လို့မရပါဘူးဘာလို့လဲဆိုတော့ array ထည့်ထားတာဖြစ်တဲ့အတွက်ကြောင့် control shift enter ခေါက်မှာပဲသူကဝင်တာပေါ့ဒီ array သုံးထားဘယ်လိုသိနိုင်လဲဆိုရင် formula bar မှာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့တွန့်ကွင်းလေးပါနေတာတွေ့ရပါလိမ့်မယ်တွန့်ကွင်းပါနေတဲ့ function တွေဒီကျွန်တော်တို့ array function သုံးထားတာဖြစ်ပါတယ်အဲ့လို array function သုံးထားတဲ့ formula ဒီ cell တစ်ခုခုကိုဝင်ပြီးကျွန်တော်တို့ကပြင်ဆင်မှုလုပ်ပြီးလို့ရှိရင် enter နဲ့ထွက်လို့မရပါဘူး enter နဲ့ထွက်လို့ရှိရင်တော့ဘယ်တော့မှကျွန်တော်တို့ပြင်ရောက်သွားမှာမဟုတ်ဘူးဒါကိုထွက်ချင်တယ်ဆိုရင် control ရဲ့ shift ရဲ့ enter ရဲ့တွဲနှိပ်မှသာကျွန်တော်တို့ထွက်လို့ရမှာဖြစ်တယ်ပေါ့နော် okay ဒါက frequency နဲ့ပတ်သက်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ transpose ပေါ့နော် transpose ဆိုတာကကြတော့ကျွန်တော်တို့ကဒီ row ကို column ပြောင်းတာ column ကို row ပြောင်းတဲ့ function လို့သတ်မှတ်လို့ရပါတယ်အဲ့တော့ function ကိုမသုံးခင်မှာ bit special နည်းလမ်းအပြင်လည်းကျွန်တော်တို့သုံးလို့ရပါတယ်အဲ့တော့အခုကျွန်တော်တို့မှာဒီ table လေးတစ်ခုရှိတယ်ပေါ့နော် sale ရဲ့ expense ရဲ့ profit ရဲ့မှာ la alike လေးတွေ total average တန်ဖိုးတွက်ထားတာလေးရှိပါတယ်ဒီတန်ဖိုးကိုကျွန်တော်တို့က la ကိုကျွန်တော်တို့ကဒီလိုမျိုးပေါ့နော် row ဘက်မှာဖော်ပြမယ် sale expense profit ကို column ဘက်မှာဖော်ပြမယ်ဆိုပြီးဒီ table ကိုကျွန်တော်ပြောင်းကျင်တယ်ဆိုရင် transpose နဲ့ပြောင်းလို့ရပါတယ်ပထမနည်းလမ်းကတော့ကျွန်တော်တို့ဒါလေးကို copy ကူးလိုက်မယ်ပေါ့နော်copy ကူးလိုက်မယ်ဒီ range ကို copy ကူးပြီးလို့ရှိရင်လွတ်တဲ့ cell တစ်ခွက်မှာ right click နဲ့ paste special ကိုသွားလိုက်ပါမယ်အဲ့ဒီမှာ transpose ဆိုတာရှိပါတယ်အဲ့ transpose ကိုနှိပ်လိုက်လို့ရှိရင်အခုကျွန်တော်တို့ရွေးထားတဲ့ဟာကဒီ row to column column to row ချိန်သွားမှာဖြစ်ပါတယ် okay နှိပ်လိုက်ရင်ဒီမှာပြောင်းသွားတာတွေ့ရပါလိမ့်မယ်ဒီမှာတွက်ထားတဲ့တွက်ချက်မှုတွေအားလုံးလည်းပဲအကုန်လုံးဒီမှာပြန်ပြီးတော့ပါလာပါတယ်sorry ဒါ total ဆိုရင် total ရဲ့တွက်ချက်မှုတွေအားလုံးaverage ကတွက်ချက်မှုတွေအားလုံးအကုန်လုံးပြန်ပြီးတော့ပါလာပါတယ်ဒါကကျွန်တော်တို့ row to column chain နဲ့ paste special နည်းလမ်းအားဖြင့် chain တာပေါ့အဲ့တော့ paste special နည်းလမ်းအားဖြင့် chain တာရဲ့ transform function ကိုသုံးပြီး chain တာရဲ့ကြားထဲမှာဘာကွာဟမှုရှိလဲဆိုတော့ paste special ကိုသုံးပြီးတော့ကျွန်တော်တို့ကပြောင်းလဲလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်ကဘူရင်း table ကတန်ဖိုးတစ်ခုခုကျွန်တော်တို့ပြောင်းလိုက်လို့ဒီအောက်ကတန်ဖိုးတွေအားလိုက်ပြီးတော့ပြောင်းမသွားတော့ပါဘူးဘာလို့လဲဆိုတော့ဒီကောင်ဒီ new table ဖြစ်သွားတဲ့အတွက်ဖြစ်ပါတယ် paste special နည်းလမ်းအားဖြင့်ကျွန်တော်ပြောင်းလိုက်တယ်ဆိုရင် new table ဖြစ်သွားတဲ့အတွက်ကျွန်တော်အပေါ်ကမူရင်း table ကတန်ဖိုးတွေပြောင်းလိုက်တိုင်းဒီမှာလိုက်ပြီးတော့မပြောင်းတော့ဘူးပေါ့နော်အဲ့လိုမဟုတ်ဘူးကိုကဒီ purpose တစ်ခုအရာပေါ့နော်ဒီရဲ့ကျွန်တော်ရဲ့ database ကဆင်ထားတာတော့ဒီပုံစံတိုင်းဆင်ထားတယ်ဒါပေမဲ့ဒီကြည့်ရှုတဲ့လူရဲ့ preference အရာကျွန်တော်တို့ကပြောင်းပေးရတယ်ဒါပေမဲ့ကျွန်တော်တို့ကအသစ်တစ်ခုပြောင်းလဲလိုက်တိုင်းမှာကျွန်တော်တို့လိုက်ပြီးတော့ဒီ table တွေလိုက်ပြီးမပြောင်းချင်ဘူးဆိုရင်တော့ transport function ကိုသုံးလို့ရပါတယ်အဲ့တော့ဒီ table လေးကိုကျွန်တော်တို့တစ်ချက်ဆက်လက်ပေးမယ်အဲ့လိုပေးတဲ့အခါမှာဘာလေးကိုတစ်ချက်ကြည့်ရမလဲဆိုရင်ဟောဒီ name box ကလေးကိုတစ်ချက်ကြည့်ပါဒီမှာကျွန်တော်တို့ဆက်လက်ပေးထားတဲ့ဟာမှာ 4R အမြောက် 9C ဆိုပြီးတော့ပေါ်နေပါတယ်ဆိုလိုတာက row ၄ခုနဲ့ column 6ခုရှိတယ်လို့ဆိုလိုတာဖြစ်ပါတယ်ကိုကအကယ်၍ဒီ transport function ကိုသုံးကျင်တယ်ဆိုရင်ဒီတန်မိုးလေးတွေကိုမှတ်ထားရမှာဖြစ်ပါတယ်အဲ့ဒီအတိုင်းကျွန်တော်တို့ပြောင်းပြန်ဆက်လက်ပေးရမယ်ပေါ့နော်အဲ့ row ၄ခု column 6ခုဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုပြန်ဖြစ်သွားမလဲဆိုတော့ column 6ခုနဲ့ row ၄ခုပေးရမှာပေါ့နော်အဲ့တော့ column 6ခုနဲ့ဘာဆိုရင် 9R1C ပေါ့နော်ကျွန်တော်တို့ row ၄ခုပေးရမယ်အဲ့တော့မှသာကျွန်တော်တို့ကဒီ function ကိုသုံးလို့ရမှာအဲ့တော့အလွတ် cell တစ်ခုမှာကျွန်တော်တို့ကအဲ့ဒီအပေါ်ကပေါ့နော်ကျွန်တော်မူရင်း table ရဲ့စန့်ကျင်ဘက် row column အတိုင်းကျွန်တော်တို့အရေးအတွက်အတိုင်းကျွန်တော် select အရင်ဆုံးပေးရမယ်ပြီးရင်ကျွန်တော်တို့ transport ဆိုတဲ့ function ကိုသုံးလို့ရပါပြီအဲ transport မှာကျွန်တော် array ပဲရှိပါတယ်အဲ့တော့ array ကဒီခုနကကျွန်တော်ပြောင်းခြင်းတဲ့မူရင်း table ကိုထည့်ပြီးတော့ control ရဲ့ shift ရဲ့ enter ရဲ့တွဲနှိပ်လိုက်လို့ရှိရင်ဒီတန်ဖိုးလေးကျွန်တော်တို့ရှိမှာရလာပါလိမ့်မယ်အဲ့ဒါဆိုရင်ဒီထဲမှာရှိတဲ့တန်ဖိုးတွေတော့ကျွန်တော်ပြင်လို့မရဘူးခုနည်း၎င်းပဲကျွန်တော်တို့က array function ဖြစ်တဲ့အတွက်ကြောင့်ဒီထဲမှာသုံးနေဆိုရင် enter နဲ့ထွက်လို့မရပါဘူး control shift enter နဲ့ထွက်မှာပဲရပါတယ်အဲ့တော့ဒီထဲကတန်ဖိုးတွေကကျွန်တော်ဘာမှပြင်လို့မရဘူးပြင်ကျင်တယ်ဆိုရင်ဒီကနေပြင်လို့ရပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမူရင်း table တွေကနေပြီးဥပမာဒီမှာ expand ကို January ရဲ့ expand ကိုကျွန်တော်90လို့ပြင်လိုက်မယ်ဆိုပါစို့ဒီမှာကျွန်တော်မူရင်း table မှာ90လို့ပြင်လိုက်ရင်ဒီမှာလည်းတစ်ခါတည်းလိုက်ပြီးတော့ပြင်တာလေးကိုတွေ့ရပါလိမ့်မယ်
အဲ့တော့ကျွန်တော်တို့ဒီပုံစံနဲ့ transpose သုံးပြီးတော့ table တွေကိုကျွန်တော်တို့ link ချိတ်ပြီး row to column to row ပြောင်းလို့ရပါတယ်ဒီမှာပါတဲ့ format တွေကတော့ကျွန်တော်လိုက်ပြီးတော့ change လို့ရတယ်ပေါ့နော်အထက်ကတန်ဖိုးတွေဒါကျွန်တော်တို့ပြောင်းလို့မရတာဖြစ်ပါတယ်ဘိုးတာတို့ italic လောက်တာတို့ color change တာတို့ဒါတွေအားလုံးတော့ကျွန်တော်တို့ format တွေကိုတော့ပြင်လို့ရပါတယ် okay ဒါကတော့ကျွန်တော်တို့ဒီ exam မှာဒါအသုံးများတယ်ပေါ့နော် array နဲ့ပတ်သက်တဲ့တွက်ချက်မှုအကြောင်းကိုရှင်းပြတာပဲဖြစ်ပါတယ်ဆိုတော့ဒီမှာတော့ကျွန်တော်တို့ unit ရဲ့ frequency ရဲ့ transpose ရဲ့ဆိုတဲ့ function 3ခုကိုလေ့လာခဲ့ကြတာပဲဖြစ်ပါတယ်